ဟဲ့မင်းနဲ့ကလည်းဘောလုံးကံမလား ဟမ်ရှင်းနိုင်မယ်မင်းနဲ့ငါလည်း ဟဲ့ချင်းမကဘောလုံးကံမယ် ဟဲ့ရှင်းမခက်မယ်အောင်တတိယ မလိုက်နိုင်ဘူးလားဟဲ့ငါလည်းမလိုက်ဘူးမင်းတို့လည်းလိုက်လို့ရနိုင်တယ်အကြောင်း ငါမလိုက်နိုင်စရာဘာအကြောင်းမှမရှိ ငါလည်းလိုက်နိုင်တယ်ဟဲ့ ဟဲ့ငါတော့မလိုက်နိုင်ဘူးကွာရှင်းရှင်းလေး မင်းကြောက်နေတော့ လောင်းမလား ကောင်းတယ် မင်းတို့နှစ်ကောင်တည်းကတစ်ကောင်ရခဲ့ရင်ငါ9သိန်းပေးမယ်မရရင်မင်းတို့ငါ့ကို9သိန်း အပေးတယ်ရောရတယ် ပြောင်းနေ ဟာဟဲ့လာထိုင် လို့ဘာလောင်းနေကြရလဲကွာ ဘာဒီလောင်းရမလဲကွာဒီကောင်နေပေါ့ဟိုဘောပြားလေးကိုလိုက်လို့ရတယ်ဆိုပြီးညင်းနေတာဟဲ့အောင်ကြီး ဟမ်ဘယ်ဘောပြလဲ ဟာဘယ်ဘောပြားရမှာလဲဟိုးမှထိုင်နေတဲ့ဘောပြားလေးတွေ့ As long as I live, I love you. Will heaven hold you? You look so beautiful. ချစ်စရာလေးပါလား စပြီလို့မင်းမပါလာပြီ လောက်ပြီ ဟာပါလာတာမဟုတ်ဘူးလေကွာတကယ်ချစ်ဖို့ကောင်းလို့ပြောနေရဟောမင်းရတယ် ဟဲ့ချစ်ဖို့ကောင်းလဲလိုက်လို့မရဘူး ဟာသူ့ကိုဆိုတော့လိုက်လို့ရတာဗောကွာမင်းဘာလို့မရ မင်းပုံစံ မင်းရတော့ဘောတော့ဆိုးမယ် ဟောဟေ့အောင်ငါရအောင်လိုက်ပြရမလား မင်းလောင်းမလား လောင်းမယ်ဟေ့အောင် မင်းလည်းမရသေးရဘူး ငါရအောင်လိုက်ပြမယ်လောင်းမယ်ကွာ ဟုတ်ပြီမင်းဘယ်လောက်ကြီးလောက်မယ်ပြော မင်းတို့ခုနဘယ်လောက်ရေးလောင်း ငါသိ 9သိန်း9သိန်း15သိန်းရေးလောင်းမယ် 15သိန်းကြီး 15သိန်းရေး မင်းအချိန်ဘယ်လောက်ယူမယ်ပြော ချိန်တရက်ပဲယူမှာကွာမနေ့ကရစီရ ဟာ ဟုတ်ပါပြီမရဘူးဖြစ် တ နိုင် ရက်ပဲသိကြလား တေးကြတယ်ကွာအေး ယောက်ျားနော် မနေ့ကငါမင်းတို့စီခေါ်လာခဲ့မယ် ဟုတ်ပြီမရရင်မင်း15သိန်းပေးရမယ် ပေးမယ် ကောင်းပြီ ကြားရင်တော့ပေးရမယ်နော် ပေးမယ် အေးဟုတ်စိတ်နဲ့ရ ထိတ်လိုက်လာ A few moments later. ဟဲ့အောင်မင်းကဘယ်လိုခေါ်လိုက် ဟေ့အောင်လို့မင်းကတခုပြောတယ်ရှိ ဘာပြောမှ မင်းငါစော်လုံးမလား ဘာပြောလိုက် မဟုတ်ပါဘူးငါရှင်းပြပါမယ်ကွာဟိုဒီလိုပါကွာ ဩဒီလိုအဲ့ဒါငါဘာလုပ်ရမှာလဲ ဟာဘာလို့ပေးရမှာလဲမင်းရတယ်မနှက်ဖြန်ကိုမင်းကငါချစ်သူဖြစ်ငါ့ကိုတနားရီလောက်ပဲတိ ਉ ဆောင်ပေးကွာမင်းက10သိန်းပေးမယ် အဲ့ဒါမစိုးနော် မင်းသဘောကျရမလား သဘောကျတယ် မင်းသဘောလို့လားဆို သဘောတူတယ်တနားရီတွင်းနော် တနားရီတွင်းကွာ 10သိန်း 10သိန်း အဲ့ဒါမလား အားရနေုံလေကွာအခုပြောနေမှာမဟုတ်လေကွာမနှက်ဖြန်မှာပြီးတော့မင်းနည်းနည်းပါးလဲချင်းနိုင်အောင်လေကွာနော်အဲ့ဆိုရင်အေးမနှက်ဖြန်မင်းနဲ့ငါဒီမှာပြန်ဆုံးမယ်မင်းဆက်လာလေးဝတ်ခဲ့နော်ရ โอเค โอเคအော်တော့မယ်ရ The next morning. ဟဲ့ဟိုကောင်ခုထိမလာသေးပါလားကွာ မင်းကလည်းဘယ်လာမှာအဲ့ကောင်ရမှာတော့မဟုတ် အေးငါလည်းထင်တယ်အဲ့ကောင်မရတော့ဘူးဆိုတာ ဘူးမင်းပြောတာ ဟာဟဲ့ဟိုမှာကြည့်